subscribe bell. Gmail တခုလိုတယ်Gmail ရှိပြီးတော့ကျွန်တော်တို့ Japan VPN တခုပေါ့နော် Japan location ရတဲ့ VPN ချိန်မယ်ကျွန်တော်တို့ browser တခုခုတည်းကိုဝင်မယ်ပေါ့နော် browser တခုခုတည်းကိုဝင်ပြီးတော့ www.tiktok.com လို့ကျွန်တော်တို့ရိုက်လိုက်မယ်အခုကျွန်တော်ဗီဒီယိုထဲမှာမြင်နေရပါမယ်နော်လူကြီးမင်းတို့လည်း live လုပ်လို့ရတယ်ရိုက်လို့ရှိရင်ခဏလေးစောက်ပေးပါအဲမှာ TikTok login လို့ပေါ်လာပြီဆိုရင်ကျွန်တော် login တွေဝင်လိုက်မယ်ဝင်လာဆို open TikTok လို့ပေါ်တယ် not now နေမယ်ကျွန်တော်တို့က Gmail နဲ့ဖွင့်ပါမယ်ကျွန်တော်ကတော့ Coding New Web Google account နေဖွင့်ပါမယ် Coding New Web Google account နေလိုက်လို့ရှိရင်ကျွန်တော်ထည့်တဲ့ Gmail လေးပေါ်လာမယ်ပေါ်လာလို့ရှိရင်ကျွန်တော်ခဏလေးစောင့်ပေးရမယ်ပြီးတဲ့အခါကျမှကျွန်တော်တို့အမှာကျွန်တော် birthday ထည့်ပေးမယ်ကျွန်တော်မွေးနေ့ထည့်ပေးလိုက်မယ်မွေးနေ့ထည့်ပေးပြီးဆိုရင်ကျွန်တော်တို့ next ကိုထပ်နေမယ်မွေးနေ့တော့အမှန်ထက်ပြီးတော့ပိုကောင်းတော့ဗောနော် next ကိုနေပြီးအဝိုင်းလဲနေမယ်ကျွန်တော်တို့ခဏစောက်ပေးရမယ်ပြီးလို့ရှိရင်သူကအဲ့ဒီရပါတော့object တစ်ခုကို save object ရွေးခိုင်းမယ်ကျွန်တော်ရွေးပေးလိုက်လို့ရှိရင်ခဏလေးစောက်ရတယ်အမှ username create username လောက်ခိုင်းကျွန်တော်လူကြီးမင်းတို့ကြိုက်နေတဲ့ create username လေးကိုထည့်နိုင်ပါတယ်ပြီးလို့ရှိရင် sign up ကိုနှိပ်မယ်နေပြီးဆိုရင်အပေါ်မှာမြင်လာlogin လို့ပြတော့ရဲဆိုတော့ Japan TikTok account ဖွင့်တာဒီနေရာကိုပြီးသွားပါပြီကျွန်တော်တို့က Japan location ဟုတ်မဟုတ်ဒီအပေါ်က profile တွေကဝင်ပြီးတော့အပေါ်အဆက်သုံးစင်းလေးနှိပ်လိုက်မယ်ပြီး manage account ဆိုတော့နှိပ်မယ်ဆိုတော့Japan account ဖြစ်နေပါပဲအဲ့လိုဆိုရင်တော့လူကြီးမင်းတို့ဖုန်းတွေက application မှာ login ဝင်လိုက်လို့ရပါပြီခင်ဗျ